Okay disable account တွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြစရာလေးရှိတယ်ပေါ့နော်အခုလောဆယ်မှာ disable account တွေကauto ပြန်ရတာတွေရှိသလိုတချို့ကလည်းလွန်ခဲ့တဲ့1ရက်2ရက်ကသူတို့ feedback link တွေကနေ Facebook တင်စာတင်ထားတဲ့ပုံမှာပြန်ရကြတာတွေလည်းရှိတယ်တချို့ကလည်း Facebook တင်နဲ့စကားပြောပြီးမှပြန်ရတာတွေလည်းရှိတယ်ပေါ့နော်များတော့အဖြစ်ကတော့ဒီ auto ပြန်ရတာထက်ကိုစာတင်ထားလို့ပြန်ရတာကပိုများတယ်ပေါ့နော်ကျွန်တော်ပြောချင်တာကတော့အခုချိန်မှာကိုကပြန်မရသေးဘူးဆိုလို့ရှိရင်စာတင်ကြည့်ပါဦးနော်ဘယ်ကနေစာတင်ရမလဲဆိုရင်ကျွန်တော် comment မှာချထားပြီးတယ်ခင်ဗျစာတင်ရမယ့်စာရယ်စာတင်ရမယ့် link ရယ်ပေါ့နော်အဲ့ဒါလေးကိုချထားပြီးမယ်ခင်ဗျအကယ်၍ကိုကအခုချိန်ထိ disable တွေမရသေးဘူးဒီဆိုကိုရဲ့ disable ကောက်ကပြန်မရသေးဘူးဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့ဒီနီးတိုင်း try ကြည့်လို့ရတယ်ခင်ဗျအားလုံးပဲအမြန်ဆုံးပြန်ရပါစေ